မင်္ဂလာပါအောင်ပန်းဖြူ channel မှာကြိုဆိုပါရစေအခုလေဘဝအမောတွေဖြည့်ဖို့မျက်လက်တစ်ခုတင်ဆက်လိုက်ပါတယ်ဒီပြက်ကွက်ကရှိုးဝဲချက်ကိုလည်းဆက်လက်ပေါ်ပြလိုက်ပါတယ်ဒီလိုလေးဖန်တီးထားပါတယ်ဒီနေရာကစကင်ပြီးပြရတာပါနောက်ကျောဘက်ကိုလှန်ပြတဲ့သဘောပါခက်မြင်မြင်လေးပြနိုင်ရင်ကောင်းပါတယ်အန်စာတုံးကအခုလိုအလဲနေရာရောက်သွားပါပြီအစကိုပြန်ပြပါမယ်အန်စာတုံးလေးဘွားကနေပေါ်လာတဲ့ပြက်ကွက်ပါဒီနေရာမှာအန်စာတုံးကိုကော်နဲ့တွဲကတ်ထားပါတယ်ဆိုဝက်ချက်ကိုတည်သွားပြီဆိုတော့ဒီပြက်ကွက်ကိုတင်လဲဖန်တီးပြသနိုင်ပါပြီခုတော့ဒီလောက်ပါပဲအားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေ